အားလုံးပဲမင်္ဂလာပါ Break Permit Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်1994အောက်တိုဘာ24တွင်မူဖောက်ခဲ့သောရှောင်းအိုမာလီဟာသူဟာ MMA လောကထဲကိုဝင်မရောက်ခင် Baseball ကစားခြင်းနဲ့ဘောလုံးငယ်ကစားခြင်းကိုဝါသနာပါသူတဦးလည်းဖြစ်ပါတယ်ထို့နောက် MMA လောကထဲကိုစတင်ဝင်ရောက်လာခဲ့ပြီးတော့ပြည်တွင်းပွဲစဉ်များကိုဝင်ရောက်ထိုးသက်ခဲ့က2019မှာကွန်နဒါစီမီပြိုင်ပွဲမှာဒေနာဝက်က၎င်းရဲ့ထိုးသက်ပုံကိုကြည့်ပြီးသဘောကျက UFC ကိုခေါ်ယူစာချုပ်ဆိုခဲ့ပါတယ်၎င်းရဲ့ထူးဆန်းလာသောသပင်ပုံစံနဲ့တတူးများကြောင့်လူအများကပို၍တတိထားလာခဲ့ကြပါတယ် UFC တွင်ပွဲပေါင်းများစွာထိုးသက်ခဲ့ပြီးတော့တိကျသောလက်သေးများနဲ့အတူပရိသတ်များကပိုပြီးတတိထားမိလာကြပါတယ်The division. There's a lot of energy when you're fighting him that you don't see when you're fighting other people. Another thing that's နမကြီးဖိုက်တာပေါင်းများစွာနဲ့ထိုးသက်ခဲ့ပြီးတော့ဘန်တန်ဝိတ်ချန်ပီယံတဦးလည်းဖြစ်လာခဲ့ပူပါတယ် All right, now with the official decision, here's Bruce Buffer. သူဟာ23ပွဲကစား19ပွဲအနိုင်3ပွဲရှုံးဘန်တန်ဝိတ်တန်းတွင်ရလက်ခေါ်များကိုပိုင်ဆိုင်ထားတဲ့သူတဦးလည်းဖြစ်ပါတယ်2020မှာတမီးလေးတယောက်ဖွားမြင်ခဲ့ပြီး2025မှာတာရီတယောက်ဖွားမြင်ခဲ့တယ်ကလေးနှစ်ယောက်ဖေရှောင်းမလေးဟာခနက်ပစ်ကိုလည်းတိုက်နေတဲ့သူတဦးဖြစ်ပါတယ် UFC တမိုင်းတစ်ချောင်းမှာ12ဂိမ်းတီးပြီးနောက်အောင်နဲ့အနိုင်ရရှိခဲ့ပြီးတော့ယခုအသက်31အထိဆက်လက်ထိုးသက်နေဆဲဖြစ်ပါတယ်ဇွန်2026တွင်လည်းအိုင်မန်ဇဟာဘီနဲ့ပေါ်မှာဘယ်လိုမျိုးထိုးသက်မလဲဆိုတော့ကျွန်တော်တို့ရင်ခုန်ရင်းနဲ့ဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ